တော့ဘောသားတွေဒလိပေါ့ဗျာအများဖြစ်လဲရှိပါသေးတယ်ဥမာသူသမီးလေးရွယ်ရောက်ပြီဆိုတာနဲ့အဲ့ဒီကာလသားတွေတော့တွားပြီးတော့သူတို့တောင်ရပြလဲရေပန်းရေသူ့ပြီးပါညာပြီးဆိုတော့အေးလို့တော့တိတ်မရဘူးဗျဘာလို့သူတို့ကဒီအေးအောက်တွားပြီးတော့ဟိုပလွေမှုပြအတာပေးတာတို့ဟိုဒီဘူးပလွေဘုံရဲ့လဲပလွေပေါ့ဒီတခုခုအတာပေးတာတို့နဲ့မဟုတ်လဲကိုယ်တိုင်တွားပြီးတော့အဲ့သူလူချင်းတဲ့အမျိုးသမီးအောက်မှာဒိုလေးတွားထိုးပေးတာလို့နိုးပေးတာလို့ရှိပါခန့်အဲ့နိုးပြီးတော့သူတို့အတူတကောက်တောထဲတွားပြီးတော့ဟိုမီးမွေးပြီးတော့စကားပြောကြတာပေါ့လေဥစုလိုက်ပါသူတို့ကတော့ဥစုလိုက်တွားကြပါတယောက်နဲ့ထဲတော့တိတ်တွားတာတိတ်မရှိပါကျွန်တော်တို့နားမလဲဘူးပြဆောဟိုခေတ်တချင်းကြီးတွေကတော်တော်လေးကိုနည်းနည်းတော့ရကျွန်တော်တို့နားမလဲဘူးဒါပေမဲ့တောက်ပေါ်သားတွေကတော့အများကြီးအဲ့ဒါရှိတယ်ဒီချင်းလေးနဲ့ဂါထာလေးတွေပြောကြတာပေါ့ဒီကကိုတဘောချနေတဲ့ကမလေးလားဟုတ်တယ်ငါညီအကိုတူနဲ့စကားပြောချင်လို့လာတာအကိုတို့ရောက်နေတည့်ဘလို့လို့မလဲဟာအကိုမှာပလွေပါလေးမှုတ်ပြလိုက်မလေပလွေတန်ပြလိုက်မလေအဲ့ဆိုဖြစ်သေးပေါင်းသားမှာတောင်းမိုးကြရအောင်ကောင်းပြီလေငါညီတကယ်ချင်းဘယ်လိုတည်းကြားလားအေးကြားတယ်ဒါရလိုက်တာနော်ဘယ်သူများလဲမသိဘူးကြည့်လိုက်အောင်လေဖောက်ကြည့်လိုက်မယ်ဟဲရွာထဲအရောနာပဲတကယ်ချင်းစီလာချင်းနဲ့အေးဟုတ်မယ်ငါသွားကြည့်လိုက်အောင်မယ်သူဘာမှပြောချင်လဲမသိဘူးဒီလိုမျိုးလိုက်ခဲ့လေငါတော့မှာအေးလက်ခဲ့မယ်လေသူဘာမှပြောမလို့ဟဲရောနာနဲ့တကယ်ချင်းပါလားဟုတ်တယ်ကျန်ဘာကိစ္စရှိလို့လဲဒီနေ့စကားပြောချင်လို့လေဟောလာတို့ဘယ်နဲ့မှစကားတွေ့ကောင်းမလဲငါတို့အိမ်ဘေးမှာတစ်ပေအောက်မှာပြောကြမယ်လေကောင်းပြီလေအမဒီ channel လေဟုတ်ပြီညာပဲငါတို့ဒီချလိုက်တာတာယာလိုက်တာဟုတ်တယ်ဒီနားမှာအေးချတယ်နားနေငါ့ကိုပြောချင်လို့လဲငါလေးဘိုးငါနေကိုပြောချင်တာကြားတယ်။အဲ့မှာနေရတော်တော်လာလာတယ်။ဟုတ်ပဲနဲ့။ကိုကတကယ်ပြောတာလား။နိုင်ရင်ငါမိဘတွေကိုပြောပြီးတော့နေကိုလာတောင်းချင်တယ်။တို့နာနေမြလိုက်ရှိလား။တေချာလို့လား။တေချာပါတယ်။ငါမိဘတွေကိုပြောပြီးတော့ငါဦးလေးကနေတစ်စင်းအကူကြီးတောင်းပြီးတော့နေစီနေကိုလာတောင်းမယ်လေ။ဟုတ်ပြီ။အဲ့ဆိုရင်ငါမိဘတွေပြောကြည့်လိုက်မယ်နော်။ပြီးရင်နေပြောပေးမယ်။ငါလည်းဘိုးငါအတိချေစောကနေငါ့ကိုချစ်လား။ပြောစရာလို့သိလို့လား။ယေတူလေးတို့ဘာလို့ကသွားပြီးတော့အဲ့မျိုးသမီးစီကသွားတောင်းပေးရတာပေါ့လေတောင်းပေးရတယ်နောက်ရှိတယ်လို့ပေါ့မရှိလဲမရှိတယ်လို့ပေါ့စင်းရဲတယ်လို့ချမ်းတိုင်ချတယ်လို့ဟိုတောင်းရပြီးတော့ကျူးမွေးတာရှိပါရဲ့ခင်ဂျားလူသွားပဲဂျားလူကတောင်းခါပေးရတယ်တကယ်လို့တခုခုပြတ်တာပေးလေအဲ့ဂျားလူကပဲဖြည့်ရှင်းပေးရတာပဲအများဖြစ်တော့လက်ဖက်နဲ့ဆေးလိဒါအဓိကလက်ဖက်နဲ့ဆေးလိပါပဲဟိုကြီးကြယူသွားတာတော့မရှိပါဘူးအော်အခုတော့မိသားစုကျွန်တော်တို့လာလေတာဟုတ်ဘာကိစ္စနဲ့လာလေလဲဟောကွာကျွန်တော်သူကိစ္စပါထိုင်ပြီးစကားပြောမယ်နော်ဟုတ်ထိုင်ပါအခုကျွန်တော်တို့လာတဲ့ကိစ္စကကျွန်တော်သူကအကိုတို့အမတို့ရဲ့သမီးနဲ့မေတ္တာတဲ့ဝေတယ်ပြောလို့ကျွန်တော်တို့လာပြီးတော့တောင်းရတာဖြစ်တယ်အခုတောင်းရတဲ့ပစ္စည်းတွေလည်းကျွန်တော်တို့မှာပါလာတယ်ဒီအရကြတော့ကျွန်တော်တို့စိတ်လေးရယ်လက်ဖက်ရယ်ပါလာတယ်ဟောကောင်းပြီကျွန်တော်သမီးကိုမေးကြည့်လိုက်အောင်မယ်နော်ဟုတ်ပြီခေါ်လိုက်အောင်လေသမီးရေလာပါဦးရှေ့ဖေလာပြီသမီးတို့ကတော့အဲ့လိုမေးနေတယ်ဟုတ်လားဟုတ်တယ်ဖေဟုတ်တယ်အမျိုးနော်ရွာအတဲ့ဟာဝိလာအေးအဲ့တော့တဲ့ဟာဝိလာညီလေးနေ့တူကအကျစ်စရာကောင်းလားအလိုတော့ကြိုးစားလားအရာအကျစ်စရိတ်ကားတွေအလိုလည်းအရာကြိုးစားတယ်သူအေးဟုတ်ပြီခလေးတွေချင်းနေကြပြီဆိုတော့လူကြီးလေးရှိပေးရမှာပေါ့အေးဟုတ်ပြီကောင်းပြီအဲ့ဆိုရစလေးတောင်းစမ်းပါကျွန်တော်တို့လည်းအကောင်းဆုံးဟိုဝက်တကောင်နဲ့တည်တောင်းပါမယ်ဗျာအခုတမျိုးလေဟုတ်ပြီရှိလိုက်ပေါ့ဟိုထူးခြားရှိတယ်လို့ပေါ့အဲ့ဆိုတဘောတူပြီဆိုတော့ငါတို့လောက်ဟူရိုးရအရာလက်ဖက်ချောက်လေးနဲ့ရှင်တွေလေးသုံးစားရအောင်နော်
ဟုတ်ပြီကောက်ပြီ ဆိုသူလေးရင်နွေးလေးငက်လိုက်ပါအောင် โอเคဒါကတမျိုးတကယ်ရှိရလား တကယ်ချစ်တာပေါ့ ဟုတ်ပြီကောက်ပြီ အဲ့ဆိုကောက်ပြီလေအဲ့ဆိုငါတို့သူတို့ကလေးတွေကိုပဲချေလောက်စစ်ပေးကြမယ်သူတို့ပဲချေလောက်မင်္ဂလာစာပေးကြမလဲ ဟုတ်ပြီလေရှေ့လာရက်ကောက်လဲရက်စီပေးရပါပေါ့ ဟုတ်ပြီအဲ့ဆိုဟုတ်ပြီအဲ့ဆိုလဲကျွန်တော်တို့ရိုးရာဖះเจ้าမှာပဲမင်္ဂလာစာပေးလိုက်မယ်လေနော်ဝက်ပေါ်ပြီးတော့အမှအဲ့တယ်လေအခါကျွေးမွေးရင်းနဲ့ဖះเจ้าမှာပဲစီကလောက်ကြတာပေါ့နော် ဟုတ်ပြီ နှုတ်တဘောတပိဆိုတော့တပမဟုတ်လေတလားရှိတော့တိတ်ချလိုက်မရှိဘူးတပအများဆိုအဲ့လောက်ပါပဲ